နောက်တစ်ယောက်ဝင်လို့ရပါပြီမင်းနာမည်ဘယ်လိုခေါ်လဲ ကြော်ကြီးပါ မင်းမှာကောင်းမှုကုသိုလ်နည်းနည်းရှိတယ် ဒါကြောင့်လူပြန်ဝင်စားဖို့ဘာ option ရွေးမလဲ တောင်ကိုရီးယားဘူးဆန်မှာ ဘူဆန်တောင်ကိုရီးယားစာပါပြည့်ပြီနီနီနာနာမြောက်ကိုရီးယားရွေးမလား အဲ့လိုတော့မလုပ်ပါနဲ့ဗျာတကယ်တောင်းမှန်ပါတယ် စာပါမရှိတဲ့မြန်မာနိုင်ငံတော့ရမယ်စိတ်ဝင်စားလား တကယ်ကြီးလားကောင်းပြီလေ Oh my gosh မင်းရဲ့ကုသိုလ်ကိုဘာမှသုံးမလဲ ကျွန်တော်မွေးဖွားလာတဲ့အခါအသားဖြူဖြူလေးနဲ့ရုပ်လျှောပတ်စံရှိရှင်နဲ့ အသားဖြူဖြူလေးနဲ့ရုပ်လျှောပြီးတော့ပတ်စံရှိခြင်းနဲ့ပြီးတော့ဖူးသက်ရှင်ရွေးမလား အိုးရရင်တင်ဆောင်ဝတ်ကြော်လေးတော့လိုချင်တယ် တင်စာဝင်းကြော်နော် ဟုတ်ပါတယ် မိဘတွေရဲ့စင်တန်းရော တော်ပြီဗျာ မင်းလူဘွားကိုသွားရင်ပတ်စံရှိဖို့အတွက်ဆိုရင်တော့အမှန်တကယ်ယုံကြည်ရတဲ့ site ရွေးဖို့တော့လိုမယ်နော် ကျွန်တော်မွေးဖွားပြီးသွားရင်ရှက်ရှင်းတော့အရင်ကြီးမရှိနိုင်ဘူးဗျာ ရင်းနှီးမလို့ဘူးအကောင့်ဖွင့် free 9တောင် ဟုတ်ပြီဗျာဒီလောက်ကောင်းနေမှာတော့သွားမယ်ဗျာ ကောင်းပြီမြန်မာနိုင်ငံသားရုပ်လျှောလျှောတင်စာဝင်းကြော်ဖူးသားရှင်လေပတ်စံရှိဖို့ဆိုရင်တော့ affection ကိုမမေးနဲ့နော်ကဲသွားတော့